ဟဲ့ရင်ဘော်ကနေကတ်ထူလေဒီတွေနဲ့တက်ဆင်ထားတဲ့ကြွက်တေထောင်ပေါင်းများစွာကိုတောအုပ်တစ်ခုထဲပစ်ချလိုက်ပါတယ်နောက်ပြီးကြွက်တကောင်ချင်းစီရဲ့ခနာကိုတွင်းထဲမှာထိုင်လန်သောပမာဏအနည်းငယ်ပါရှိပါတယ်ပြီးတော့အဲ့ဒီတော့ထဲမှာအစိတ်ရှိတဲ့မွေတွေအများကြီးပြည့်နှက်နေပြီးအဲ့ဒီမွေတွေကမီတာယုံထဲကိုဝင်မွေတက်ကြလို့သူတို့ကိုသူတို့တက်လိုက်ကြပြီးလျှက်စစ်မီးတွေအကြီးအကျယ်ပြတ်တောက်သွားတဲ့အထိဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီမွေတွေကထိုင်လန်တော့ပါတဲ့ကြွက်တွေကိုစားတဲ့အခါဆေးပမာဏအနည်းငယ်နဲ့တောင်သူတို့ကိုတက်ဖို့အတွက်လုံလောက်ပါတယ်မွေတွေတည်သွားတဲ့အတွက်လူတွေကိုတိုက်ခိုက်တာရပ်သွားခဲ့ပြီးမီးပြတ်တာကိုလည်းရပ်တန့်နိုင်ခဲ့ပါတယ်ကျိုးတစ်ချောင်းကိုအမြန်လက်ခုံလိုက်မယ်ဆိုရင်မျက်တွေကိုတကယ်ဖြတ်နိုင်ပါမလားတကယ်လို့ပုံမှန်အချိန်နဲ့လက်ခုံလိုက်မယ်ဆိုရင်မျက်တွေကိုခုတ်မဲ့အစားမျက်ခင်းကိုဖိမိတယ်လို့ဖြစ်ပြီးကွေးသွားစေမှာပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့တနာရီကိုမိုင်ကြောက်ရလောက်အမြန်နှုန်းနဲ့လက်နိုင်မယ်ဆိုရင်တင်းရဲ့ကျိုးကစက္ကန့်30အတွင်းမျက်ခင်းတွေကိုအမှန်တကယ်ဖြတ်နိုင်လာပါလိမ့်မယ်အဲ့ဒီနောက်တင်းရဲ့ကျိုးကရမ်းမြန်ပြီးခြေတလုံးကိုရိုက်မိသွားမယ်ဆိုရင်တော့တင်းရဲ့အယိုးတွေကိုကြာပွန်းနဲ့ဖြတ်မိတယ်လို့ဖြစ်သွားပြီးခြေတလုံးရိုးတွေပြတ်သွားတဲ့အထိပြင်းထန်စေပါလိမ့်မယ်ရရှားစစ်သားတယောက်ဟာတိုက်ပွဲမဝင်မီကြက်တုံဖြူပါတဲ့ဘော့ကာနှစ်ခွက်ကိုရည်ရွယ်ချက်ရှိတောက်ခဲ့ပါတယ်ပြီးတော့အေးနေတဲ့အချိန်မှာဘော့ကာကသူ့ရဲ့ခနာကိုယ်ပူနွေးစေပြီးကြက်တုံဖြူနှန်းကရရှားစစ်သားကိုငရဲမပိုးလိုက်တဲ့နတ်ဆိုးတစ်ကောင်လို့ထင်မှတ်သွားစေခဲ့ပါတယ်အဲ့ဒီလိုသူတို့ရဲ့ကြောက်စရာကောင်းတဲ့ဂုဏ်သတင်းတွေကြောင့်ရန်သူတွေကြောက်လန့်ကထွက်ပြေးသွားခဲ့ကြပါတယ်